ဘယ်သူမှခံမှန်းမထားခဲ့တဲ့ပြင်းအားတစ်ခုကမိသားစုအတွင်းမှာတဖြည်းဖြည်းစီတိဆောက်လာပြီးဒီတစ်ခေါက်တော့ရှို့ဝှက်ထားလို့ရတော့မယ်ပုံစံမျိုးမဟုတ်တော့ပါဘူးမီဒီယာရှေ့မှောက်မှာထွက်ပေါ်လာခဲ့တဲ့အိမ်ထောင်ရေးကြေညာချက်တစ်ခုကအိမ်ရဲ့နိုင်ရန်တွေကိုလှုပ်ခါစေပါတယ်။တစ်ချိန်ကတော့ဒီအိမ်ဟာတိတ်တဆိတ်လက်ခံသွားမယ်လို့တချို့ကမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့အခုအချိန်ကျတော့အိမ်ရဲ့ကုံတိတ်ခါဆိုတဲ့စကားလုံးကတစ်ဖက်ကနှစ်ချိုက်တဲ့တန်နဲ့ပြန်ပေါ်လာပြီးချစ်ချင်းမိတ်တာဆိုတဲ့တခုတည်းသောလက်နက်နဲ့တစ်ဖက်ကလည်းမစုံနစ်ပဲရက်တည်နေပါတယ်။ဒီနှစ်ခုကြားမှာရက်နေရသူကတော့ခင်ဒေးဂျိုဖြစ်ပါတယ်။ခင်ဒေးဂျိုကိုအရင်လိုအားနဲ့တဲ့မိန်းကလေးတစ်ယောက်လက်ခုပ်ထဲကရေတဆက်လိုထိန်းချုပ်လို့ရမဲ့သူတစ်ယောက်အဖြစ်မြင်ခဲ့သူတွေအတွက်ဒီအပိုင်းကအန်တော်စရာဖြစ်လာနိုင်ပါတယ်။တနေ့ထက်တနေ့သူမရဲ့စကားလုံးတွေကပိုပြီးတင်းမာလာမဲ့ပုံရှိပါတယ်။ရင်ထဲမှာနှစ်ပေါင်းများစွာတင်ထားခဲ့တဲ့ကြောက်ရွံ့မှုတယောက်တည်းခံစားခဲ့ရတဲ့နာကျင်မှုတွေကအခုတော့စကလုံးအဖြစ်ပြောင်းလဲပြီးထွက်ပေါ်လာနိုင်ပါတယ်။တိတ်တိတ်လေးငိုပြီးခံနေမဲ့သူမဟုတ်တော့ပဲကြုံမဘဝကိုကြုံမရွေးချယ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့မိသားစုရှေ့တန်းမှာတောင်ကိုယ့်နေရာကိုကိုယ်တိုင်တောင်းဆိုလာနိုင်ပါတယ်။ဒီခိုက်အတန်ကိုကြည့်ရင်ပရိသတ်တွေရဲ့နှလုံးသားကတစ်ချက်ချင်းလှုပ်ရှားသွားလောက်ပါတယ်။အားနည်းသလိုထင်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့အတွင်းစိတ်ထဲမှာတကယ်တော့ဘယ်လောက်ခိုင်မာတဲ့ခံစားချက်တွေဝတ်ထားနေသလဲဆိုတာဒီအချိန်ကြာမှပေါ်လွင်လာတာပါ။ရွှေပုံဘက်ကတော့ဒီကိစ္စကိုရိုးရိုးရှင်းရှင်းလေးကြည့်နေနိုင်တော့တာမဟုတ်ပါဘူး။သူမရဲ့စိတ်ထဲမှာမကျေနပ်မှုတွေကဒီနေ့ထက်ဒီနေ့ပိုကြီးထွားလာပြီးအနာဂတ်တစ်ခုလုံးကိုတောင်သူမကိုယ်တိုင်တတ်မှတ်ပြစ်ချင်တဲ့အထီရောက်လာနိုင်ပါတယ်။သူမရဲ့မျက်နှာမှာပြုံးရိပ်ရှိနေပေမဲ့အဲ့ဒီပြုံးရိပ်အောက်မှာအမုန်းနဲ့စိတ်ထိခိုက်မှုတွေခုန်ပေါက်နေတာကိုခံစားနိုင်ပါလိမ့်မယ်။သူကစကားနဲ့ပဲကင်းမနေတော့ပဲတယ်ဒီနဲ့အန်ကယ်တို့ရဲ့စိတ်ထဲကိုထပ်ပြီးမိထိုးပေးလာနိုင်ပါတယ်။ဒီမိန်းကလေးအိမ်ထဲဝင်လာတာနဲ့အိမ်ရဲ့သဘောတရားတွေပြတ်သွားမယ်ဆိုတဲ့စကားလေးကသူ့ဘားဆက်ကနေဂယုတစိုက်ရွေးချယ်ထားတဲ့စကားလုံးအဖြစ်ထွက်လာမှာပါဒီနေ့လက်မခံရင်နောက်နေ့အားလုံးလက်လွတ်သွားမယ်ဆိုတဲ့ချင်းချောက်တန်လိုပဲကြားရမယ့်စကားတွေကလည်းအိမ်ထဲကလူကြီးတွေကိုပိုပြီးတင်းကျပ်တဲ့ဆုံးဖြတ်ချက်တစ်ခုစီတဆင့်ချင်းတွန်းပို့သွားပါလိမ့်မယ်သူမရဲ့အဓိကရည်ရွယ်ချက်ကခင်ဒေးချိုကိုလက်မခံဖို့တာမကကိုခါဘက်ကလည်းစိတ်ပြတ်စိတ်လှုပ်ရှားပြီးတော့အမားတစ်ခုခုပြူမိအောင်တွန်းအားပေးခြင်းနဲ့ကလိန်ကျစ်တဲ့ရည်ရွယ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုသာဖြစ်လာမယ်ဆိုရင်ရွှေပုံကအိမ်ထဲမှာပဲကန့်သက်မထားတော့ပဲအပြင်လူမြင်ကွင်းမီဒီယာလူမှုကွန်သတင်းဘက်ကိုပါချဲထွင်အသုံးချလာနိုင်တဲ့လမ်းကြောင်းကိုရွေးချယ်ပါလိမ့်မယ်သူ့ရင်ထဲကအနိုင်ရလိုမှုကဘယ်လောက်နဲ့ရှိုင်းလဲဆိုတာကိုဒီလောက်ရက်တွေကသက်သေပြနေပါတယ်ကိုခါဘက်ကတော့ဒီတစ်ခေါက်မှာမိသားစုဘက်ကိုပြန်လှည့်ပြီးတိတ်တိတ်နေသွားမဲ့ပုံမရှိတော့ပါဘူးသူ့ရင်ထဲမှာဒီတစ်ချိန်ကခွန်အားတစ်ခုတိုးလာတယ်လို့ပါပဲခင်ဒေးချိုဘက်မှာရက်တီမဲ့ဆိုတဲ့စကားကိုပို့ပြီးထင်ရှားအောင်ပြောလာနိုင်ပါတယ်အရင်ပိုင်းတွေကလို့စိတ်လှုပ်ရှားရာကရလိုက်တဲ့စကားမဟုတ်တော့ပဲလူရှိသူရှိမှကြီးညာပြီးသားဖြစ်လို့ဒီတစ်ချိန်မှာသူ့ဘက်ကနောက်ဆုတ်မယ်ဆိုရင်အဲ့ဒါကခင်ဒေးချိုအတွက်တင်မကသူ့ကိုယ်သူအတွက်ပါအရှုံးဖြစ်သွားနိုင်တာကိုသူသိလာနိုင်ပါတယ်။ဒါကြောင့်မိဘတွေမကြိုက်ဘူးဆိုရင်တောင်ကိုရွေးချယ်မှုကိုကိုခံမယ်လက်မှတ်ထိုးရမယ်ဆိုရင်လည်းလက်မှတ်ထိုးမယ်အိမ်ကလပ်မခံရင်အပြင်မှာပဲနေမယ်ဆိုတဲ့အဆင့်ထိတင်းမာတဲ့ဆုံးဖြတ်ချက်မျိုးကိုသူ့စီကမြင်ရနိုင်ပါတယ်။သူ့မျက်နှာထဲမှာတစ်ချိန်တရှိခဲ့တဲ့ယုံမားတန်တရားတွေကုန်ခန်းသွားပြီးရှင်းလင်းတဲ့ခိုင်မာမှုတစ်ခုကအစားထိုးလာပါတယ်။ဒီလိုဆုံးဖြတ်ချက်ကပရိသတ်တွေကိုစိတ်ချနဲ့စေမဲ့အပြင်နောက်တစ်ဖက်မှာတော့အိမ်ထဲကပဋိပက္ခကိုပို့ပြီးပြင်းထန်စေပါလိမ့်မယ်။တစ်ချိန်လုံးငြိမ်းချမ်းရေးကိုသာလိုချင်ခဲ့တဲ့အိမ်တအိမ်ဟာယခုအခါမီးလောင်ပွဲတစ်ခုရဲ့အလဲပဟိုစီချင်းကပ်လာနေပါပြီ။အိမ်ထဲကလူကြီးတွေဘက်မှလည်းတယောက်တည်းအမြင်မဟုတ်ပဲအတွင်းပိုင်းကွဲပြားမှုတွေဖြည်းဖြည်းချင်းပေါ်လွင်လာပါတယ်။အန်ကယ်ရဲ့မျက်နှာကအမြဲတမ်းမာနေပြီးမိသားစုသဘောတရားကိုအကြောင်းပြပြီးလက်မခံနိုင်သေးပါဘူး။သူ့စိတ်ထဲမှာအိမ်ရဲ့အနှစ်သက်ဆုံးဖြစ်တဲ့ဂုံတိတ်ခါကိုကာကွယ်ရမယ်ဆိုတဲ့အတွေးကဒီတိုင်းရှိနေသေးပါ။ဒါပေမဲ့သားဖက်ကတော့ခင်ဒေးချိုကိုအပြည့်အဝမထောက်ခံသေးရင်တောင်သူမကိုဒီလိုရွှေ့ပစ်
ဖဲပြစ်အိမ်ကထုတ်ပစ်ဖို့လောက်တော့မဆန်ချင်တဲ့သဘောမျိုးကသူ့မျက်လုံးထဲကပေါ်လွင်လာနိုင်ပါတယ်ဒီလိုအိမ်တွင်အမြင်ကွဲမှုကနောက်အပိုင်းမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်ဘာလို့လဲဆိုတော့အရင်ကအားလုံးတန်တဲ့ဒီမိန်းကလေးကိုလက်မခံနိုင်ဘူးလို့ထင်နေခဲ့တဲ့အိမ်ထဲမှာခင်ဒေးချိုကအပြစ်ရှိလားဒါမှမဟုတ်သူမလည်းအခြေအနေတစ်ခုရဲ့သားကောင်လားဆိုတဲ့မေးခွန်းကစတင်ထွက်လာနိုင်လို့ပါအဲ့ဒီမေးခွန်းတစ်ခုပဲရောက်လာရင်အိမ်ထဲကဆုံးဖြတ်ချက်တွေဟာအရင်လိုလွယ်ကူတော့မှမဟုတ်ပါဘူးတယောက်ချင်းစီရဲ့ရင်ထဲမှာခင်ဒေးချိုကိုကြည်ရင်တစ်ခုခုတွန့်လိန်နေမဲ့ခံစားချက်တွေစတင်ပေါက်ဖွာလာနိုင်ပါတယ်ခင်ဒေးချိုဘက်ကလည်းတိတ်ဆိတ်နေရာကနေစကားပြန်လာနိုင်ပါတယ်သူမရဲ့အတန်ကငြိမ်ငြိမ်ရှိနေပေမဲ့အဲ့ဒီအတန်ရဲ့နောက်ွယ်မှာနှစ်ပေါင်းများစွာတင်ထားတဲ့ဝေဒနာတွေပါနေပါတယ်သူမရဲ့အတိတ်သူမရဲ့အခြေအနေသူမဘာကြောင့်ဒီနေရာထိရောက်လာရတဲ့ဆိုတဲ့အရာတွေကိုတစိမ့်တစ်ပိုင်းဖြစ်ဖြစ်ဖွင့်လာနိုင်ပါတယ်နောက်လာမယ့်အပိုင်းမှာပရိသတ်တွေအယမ်းမျှော်လင့်နိုင်တာကတော့သူမဟာအိမ်ထဲကလူတွေထင်တယ်လို့လှုပ်ရှားဖို့အပိုင်သိမ်းဖို့အကျိုးမြတ်ရှာဖို့ရောက်လာသူမဟုတ်ပဲကိုယ့်ဘဝကိုကာကွယ်ဖို့နောက်ဆုံးအားကိုးစရာတစ်ခုလိုဒီအိမ်ကိုရောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။သူမဖွင့်ပြလာမဲ့စကားတွေထဲမှာနာကျင်မှုလဲပါနိုင်တယ်လို့မိသားစုရှေ့မှာကိုယ်ကုံတိတ်ခါကိုပြန်တောင်းဆိုမဲ့တုံလှုပ်ဖွယ်စကားတွေပါလာနိုင်ပါတယ်။ဒီအချိန်မှာသူမကိုအရင်ဆုံးအထင်လွဲနေသူတချို့ရဲ့မျက်လုံးထဲမှာတောင်မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားတဲ့ခံစားချက်မျိုးကိုမြင်ရနိုင်ပါတယ်။ရင်တုန်းကသူမကိုချိန်ချောက်တဲ့သူတယောက်ဒါမှမဟုတ်အခွင့်ရလုံနေသူတယောက်လို့ကြီးခဲ့သူတွေတောင်ဒီအခိုက်အတန့်ကိုကြားရတဲ့အခါရက်တန့်ပြီးပြန်တွေးမိကြပါလိမ့်မယ်။တစ်ဖက်မှာလည်းချစ်ရည်အိမ်ထောင်ရေးပဋိပက္ခအပြင်အမေနဲ့သားကြကနာကျင်တဲ့ဇက်ကြောင်းဟာလည်းနောက်အပိုင်းမှာပုံမကြီးထွားလာနိုင်ပါတယ်။အမေရဲ့အတိတ်ကိုသားကနားလည်လာရင်အမေကိုဒီဘဝတဲကဆွဲထုတ်မယ်ဆိုတဲ့သဘောထားကပိုတင်းမာလာနိုင်ပါတယ်ဒီအပိုင်းမှာတော့အမေဘက်ကလည်းအရင်လိုမျက်နှာဖုံးတက်ထားမဲ့အစားသူမမြင်စေချင်ခဲ့တဲ့အတိတ်ရဲ့အနာအဆာတချို့ကိုသားရှိမှဖွင့်ပြလာနိုင်ပါတယ်အတန်တို့လေးနဲ့စကားစတင်ချိန်မှာသူမရဲ့လက်တွေကတုန်ခါနေမယ်မျက်လုံးထဲမှာကြက်သီးထစ်စရာဝေဒနာတွေပြည့်ရှံနေမယ်လို့ခံမှန်းရပါတယ်။အဲ့ဒီဖွင့်ပြချက်ကသူတို့နှစ်ယောက်ကြားကနားလည်မှုကိုပိုခိုင်မာစေမဲ့အပြင်တခြားဇက်လမ်းကြောင်းတွေနဲ့ပါချိတ်ဆက်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီမိသားစုဇက်ကြောင်းရဲ့အနက်ဆိုင်ဆုံးရှို့ဝှက်ချက်တချို့ဟာတခုတည်းမဟုတ်ပဲအခြားအိမ်တအိမ်အခြားအာဏာရှိသူတယောက်နဲ့ပါဆက်နွယ်နေတာမျိုးဖြစ်လာနိုင်လို့ပါ။ဦးနဲ့နာဘက်ကဇက်ကြောင်းကိုလည်းနောက်လာမဲ့အပိုင်းမှာမေးထားလို့မရပါဘူး။သူအားနည်းချက်ကသူ့သားနဲ့သမီးဆိုတာတချို့လူတွေသိနေပြီဆိုတော့ဒီအချက်ကိုအသုံးချဖို့စ조사မှုတွေပြန်ပေါ်လာနိုင်ပါတယ်အထူးသဖြင့်စမ်းလိုမျိုးသားသမီးရှိတဲ့အိမ်ကလေးနှစ်ယောက်ရှိတဲ့နေရာထိလက်လန်းမိတဲ့သူတွေရှိနေပြီဆိုရင်နောက်အပိုင်းမှာချင်းချောက်မှုကစကားအဆင့်မှာပဲမနေတော့ပဲလက်တွေ့ဆန်လာနိုင်ပါတယ်ဒါပေမဲ့ဒီဇက်လန်ကလုံးဝမောင်မိုက်သွားမဲ့ပုံတော့မဟုတ်ပဲအဲ့ဒီအန်ဒီရကတချို့ဇက်ကောင်တွေကိုအတူတူရက်တီစင်မဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။မနေ့ကအထိတယောက်ကိုတယောက်မယုံတဲ့သူတွေကတောင်ကလေးတွေအန်ဒီရရှိလာတဲ့အခါအရင်ဆုံးကာကွယ်ရမယ်ဆိုတဲ့တတန်တဲဖြစ်လာနိုင်တာကိုမြင်ရနိုင်ပါတယ်။ကလေးတွေဆိုတဲ့စကားလုံးတစ်ခုတည်းကအိမ်ထဲကပရိပက္ခအလုံးကိုခဏတာရက်တန့်စေနိုင်တဲ့တန်ခိုးရှိနေတာကိုပရိသတ်တွေသတိထားမိလောက်ပါတယ်။ဓာတ်ပုံတွေကိစ္စကလည်းပြောင်းမသွားနိုင်သေးပါဘူး။အဲဒီဓာတ်ပုံတွေဟာတန်ဖိုးရှိတဲ့အကျိုးမြတ်ရနိုင်တယ်ဆိုတဲ့စကားတွေထွက်ထားပြီးသားဖြစ်တဲ့နောက်လာမယ့်အပိုင်းမှာဒီအရာကတက်သေးတာမကလက်နက်တစ်ခုလိုပါအသုံးဝင်လာနိုင်ပါတယ်။အဲဒီဓာတ်ပုံတွေကိုလက်ထဲကင်ထားသူကသူ့အတွက်အကျိုးရှိမဲ့အချိန်အထိမလွတ်ချင်သလိုပြန်ယူချင်တဲ့သူဘက်ကလည်းအခုအတိုင်းငြိမ်နေမဲ့ပုံမရှိတော့ပါဘူး။ဒီကိစ္စကမိသားစုပဋိပက္ခအတိတ်ရှုပ်ဝက်ချက်လူကြီးတယောက်ရဲ့အာဏာနဲ့ပတ်သက်တဲ့အမှန်တရားတွေကိုတပြိုင်နက်တည်းဖော်ထုတ်နိုင်မဲ့အရာဖြစ်လာနိုင်ပါတယ်။တကယ်လို့ဓာတ်ပုံတွေထဲမှာတယောက်ယောက်ရဲ့အရှက်တယောက်ယောက်ရဲ့အပြစ်ဒါမှမဟုတ်မဖော်ထုတ်သေးတဲ့ဆက်ဆံရေးတစ်ခုပါနေမယ်ဆိုရင်နောက်အပိုင်းကုန်နာကိုရောက်ချိန်မှာပရိသတ်တွေအရန်တုံလှုပ်သွားစေမဲ့ cliff hanger တစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။ဒီဓာတ်ပုံတစ်ချက်ရဲ့အလေးချိန်ကတအိမ်လုံးရဲ့ကံကြမ္မာကိုချုပ်ကင်ထားနိုင်လောက်ပါတယ်။
အလုပ်ပြန်လုပ်ချင်တဲ့ဇက်ကောင်ရဲ့လမ်းကြောင်းကလည်းနောက်အပိုင်းမှာပို့ပြီးရင်မဖြစ်စေမဲ့အချက်တစ်ခုပါကျွန်မအနာဂတ်ကိုကျွန်မရွေးချယ်ခွင့်မရှိတော့ဘူးလားဆိုတဲ့စိတ်ထဲကအော်ဟစ်တန်မျိုးထွက်ထားပြီးသားဖြစ်လို့နောက်တစ်ခါမှာသူမတော့မဟုတ်သူကပို့ပြီးတိုက်ရိုက်ဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုလှုပ်လာနိုင်ပါတယ်တားမြစ်ထားတဲ့အလုပ်ကိုပဲပြန်ဝင်လုပ်မလားလူရှိမှကိုယ်ဆန္ဒကိုကိုထုတ်ပြောမလားဒါမှမဟုတ်ကိုချုပ်ချယ်နေသူကိုတိုက်ရိုက်ပြန်မေးမလားဆိုတာနောက်အပိုင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီဇက်ကြောင့်ကချစ်ရေးတစ်ခုနဲ့မတူပဲကိုပိုင်ဘဝကိုပိုင်ဂုံတိတ်ခါကိုပိုင်ရွေးချယ်ပိုင်ခွင့်အကြောင်းပြောလာတာဖြစ်လို့ပရိသတ်တွေဖက်ကလည်းအလွယ်တကူအတွင်းထဲဝင်ခံစားမိစေမှာပါနောက်လာမယ့်အပိုင်းမှာပို့ပြီးရှင်းလာနိုင်တာကတော့ဘယ်သူကတကယ်ချစ်တာလဲဘယ်သူကအကျိုးအတွက်နေတာလဲဆိုတဲ့ line မှာအခုအချိန်ထိတချို့ဇက်ကောင်တွေကခင်တေးချိုအပေါ်စိတ်ပူတယ်လို့နဲ့တကယ်တော့အိမ်ရဲ့ပိုင်ဆိုင်မှုဂုံတဲ့လူကြားတဲ့ကမျက်နှာမပြတ်ရေးကိုပဲအရင်စဉ်းစားနေကြတာထင်ရှားလာနိုင်ပါတယ်တချို့ကတော့စကားနဲ့လောက်ရက်ကြီးနဲ့သူမဘက်ကရက်တီလာနိုင်ပါတယ်သူကိုတကယ်နားလည်ပေးမဲ့သူပဲသူလဲရွှေပုံလိုတိုက်ပွဲဆန်ဆန်ထိုးနှက်နေတဲ့သူပဲသူလဲတယ်ဒီလိုအာနာနဲ့ဖိနေသူပဲသူလဲဆိုတာပိုရှင်းလာနိုင်ပါတယ်နောက်တစ်ခါမှာတော့မျက်နှာဖုံးတွေအချို့ဖြည်းဖြည်းချင်းကျလာမဲ့ပုံရှိပါတယ်ပရိသတ်တွေအယမ်းမျှော်လင့်နိုင်တဲ့အချက်တစ်ခုကတော့ခင်တေးချိုနဲ့ကိုခါတို့ရဲ့ဆက်ဆံရေးကိုတရားဝင်အောင်လုပ်မလားဆိုတာပါစကားပြောတဲ့အဆင့်မီဒီယာကိုကြေညာတဲ့အဆင့်ကနေတကယ်စာရွက်စာတမ်းတရားဝင်လက်မှတ်လူကြီးရှေ့ကအတီးပြုမှုအဆင့်ထိရောက်သွားနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအဆင့်ရောက်ခါနီးတိုင်းရွှေပုံဘက်ကမီးထိုးခြင်းဒယ်ဒီဘက်ကအမိန်ပေးခြင်းအန်ကယ်ဘက်ကတားဆီးခြင်းတွေကြားဝင်လာနိုင်တာကြောင့်အရာရာလွယ်ကူမဖြစ်နိုင်ပါဘူးကျဲလို့လက်မှတ်ထိုးဖို့တောင်ရောက်သွားမယ်ဆိုရင်နောက်ဆုံးမိနစ်မှာတယောက်ကဓားလိုက်တာမျိုးမဖော်ထုတ်သေးတဲ့အမှန်တရားတစ်ခုထွက်လာတာမျိုးဒါမှမဟုတ်မိသားစုဘက်ကဒီတခါကြော်သွားရင်မင်းနဲ့ငါတို့အဆက်ဖြတ်ဆိုတဲ့အထိပြင်းပြလာတာမျိုးကိုပါမြင်ရနိုင်ပါတယ်ဒီတစ်ခေါက်ကတော့လမ်းတစ်ခုလုံးမှာအလန်းတိုင်းစိန်ခေါ်မှုတွေနဲ့ပြည့်နေမယ်ဆိုတာခံစားရပါတယ်ရွှေပုံရဲ့အာနာလိုခြင်းစိတ်နဲ့အရှုံးမခံခြင်းစိတ်ကလည်းနောက်တစ်ပိုင်းမှာသူမကပုံမှန်ပောက်ကွဲယုံမဟုတ်ပဲတိတ်လေးစီစဉ်တဲ့လမ်းကိုသွားနိုင်ပါတယ်ခင်တေးချိုကိုအိမ်ထဲကလူတွေနဲ့တင်မတိုက်ခိုက်ပဲသူမရဲ့အတိတ်ကိုတူးထုတ်မလားမီဒီယာကိုအတုံးချမလားကိုခါနဲ့ခင်တေးချိုကြားယုံကြည်မှုကွဲအောင်အမုန်းစကားတစ်ခုခုလွတ်မလားဆိုတာအယမ်းဖြစ်နိုင်ပါတယ်သူမရဲ့စကားတွေထဲမှာသူတို့နှစ်ယောက်ကွဲနိုင်မကွဲနိုင်စောင့်ကြည့်မယ်ဆိုတဲ့အငွေးအသက်ရှိနေပြီဆိုတော့နောက်လာမယ့်အပိုင်းမှာအဲ့ဒီစောင့်ကြည့်ခြင်းကလောက်ရက်တစ်ခုအဖြစ်ပြောင်းသွားနိုင်ပါတယ်ပရိသတ်တွေမြင်ရနိုင်တာကတော့ရွှေပုံဟာချစ်လို့မရလို့မုန်းနေတဲ့သူတယောက်လားမာနကြောင့်လက်မလွတ်ချင်တဲ့သူတယောက်လားဆိုတာပုံမထင်ရှားလာမဲ့အခိုက်အတန့်ပါပဲဒီအရာအလုံးအလယ်မှာအမေဇက်ကြောင့်ကတခါပြန်ဝင်လာရင်အဲ့ဒါကခင်တေးချိုဘက်ကိုတောင်တက်ရောက်လာနိုင်ပါတယ်နာကျင်ခဲ့ဖူးတဲ့မိန်းမတစ်ယောက်ကနာကျင်နေတဲ့မိန်းမတစ်ယောက်ကိုနားလည်ပေးသလိုအားပေးစကားတခွန်းပြောလာနိုင်ပါတယ်နောက်လာမယ့်အပိုင်းမှာဒီလိုမိန်းမနှစ်ယောက်ကြားကတိတ်လေးနားလည်မှုတစ်ခုပေါ်လာနိုင်ပါတယ်အိမ်ထဲကလူအများကခင်တေးချိုကိုတန်တရားနဲ့ကြည်နေချိန်တကယ်နာကျင်ဖူးသူတယောက်ကသာဒီမိန်းကလေးလည်းအခြေအနေကြောင့်ဒီလိုဖြစ်လာတာဖြစ်နိုင်တယ်လို့မြင်ပေးလာနိုင်တာပါအဲ့ဒီလိုသာဖြစ်လာမယ်ဆိုရင်ဇလန်းရဲ့စိတ်ခံစားမှုအလဲအပြောင်းကပိုပြီးလေးနက်လာပါလိမ့်မယ်တစ်ဖက်မှာလည်းပရိသတ်တွေလုံးဝမပေါ်လျော့တဲ့အချက်ကလူကြီးတယောက်ရဲ့လက်ထဲမှာအားလုံးရဲ့အားနည်းချက်တွေစုနေတဲ့အခြေအနေပါဓာတ်ပုံအတိတ်မိသားစုကုန်တဲ့ကလေးတွေအိမ်ထောင်ရေးအလုပ်အကင်အားလုံးဟာတနေရာတဲမှာချိတ်ဆက်လာနိုင်ပါတယ်နောက်လာမယ့်အပိုင်းမှာဒီလျှို့ဝှက်ချက်တွေထဲကတခုခုပေါက်ကွဲလာမယ်ဆိုရင်အားလုံးရဲ့ဆုံးဖြတ်ချက်တွေပြောင်းသွားနိုင်ပါတယ်တယောက်ကိုအပြစ်တင်နေသူကကိုယ်တိုင်အမားကြီးတဲ့ရှိနေသူဖြစ်နေနိုင်သလိုအားနဲ့တည်ထင်ခဲ့တဲ့သူကတက်တဲ့တစ်ခုကင်ပြီးပြန်ထိုးနိုင်တဲ့သူလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့်နောက်တစ်ပိုင်းမှာစကားပွဲတာမကတက်တဲ့ပွဲလည်းမြင်ရနိုင်တယ်လို့ခံစားရပါတယ်နောက်ဆုံးပိုင်းကလည်းလုံးဝအေးအေးဆေးဆေးပြီးသွားမဲ့ပုံမရှိပါဘူးအိမ်ရှိတကားတစ်ချက်လက်မှတ်တရွက်မိသားစုတစုရဲ့တ
တားမြစ်တန်တစ်ခုနဲ့ခင်သေးချိုဘက်ကမျက်ရည်မကျပဲပြန်ကြည့်မဲ့မြဝင်းတစ်စုံဒီလိုပုံစံမျိုးနဲ့ clip hanger တစ်ခုဖြစ်လာနိုင်ပါတယ်ကိုခါကသူမလက်ကိုဆွဲပြီးလိုက်မယ်ဆိုတဲ့အဆင့်ထိရောက်လာနိုင်သလိုအဲ့ဒီအချိန်မှာပဲတယောက်ကခဏလိုတားပြီးအားလုံးမသိသေးတဲ့အမှန်တရားတစ်ခုထုတ်လာနိုင်ပါတယ်ဒါမှမဟုတ်ခင်သေးချိုကိုဖယ်ရှားဖို့စီစဉ်နေတဲ့သူတွေကအရင်လုပ်ပြီးသားလှုပ်ရှားမှုတစ်ခုပေါ်လာနိုင်ပါတယ်ဘယ်ဘက်ကပဲဖြစ်နောက်လာမဲ့အပိုင်းမှာပရိသတ်တွေအရန်စိတ်ပင်ပန်းစေမဲ့အဆုံးတစ်ခုကိုတော့တွေ့ရနိုင်ပါတယ်ခင်သေးချိုရဲ့နေရာကိုသူမကိုတိုင်းပြန်သတ်မှတ်ဖို့စ조사လာမယ်ကိုခါဘက်ကသူမကိုလက်မလွတ်ပဲပိုပြင်းပြင်းရက်တီလာမယ်ရွှေပုံဘက်ကခွဲပစ်ဖို့ပိုအန်ရရှိတဲ့လှုပ်ရှားမှုတွေလှုပ်လာနိုင်မယ်အိမ်ထဲကလူကြီးတွေကြားမှာလည်းလက်ခံမလားလက်မခံဘူးလားဆိုတဲ့ကွဲပြားမှုတွေပေါ်လာနိုင်မယ်အမေအတိတ်နဲ့ဓာတ်ပုံလျှို့ဝှက်ချက်တွေကလည်းနောက်တစ်ဆင့်တက်လာနိုင်မယ်ဦးနဲ့နားဘက်ကအန်ရလိုင်းကလေးတဖြည်းဖြည်းပြန်နီးလာနိုင်မယ်လို့မြင်ရပါတယ်အဲ့ဒီအတွက်နောက်တစ်ပိုင်းဟာရိုးရိုးချစ်ရေးအပိုင်းမဟုတ်တော့ပဲချစ်ချင်းမေတ္တာမာနမိသားစုအာဏာအတိတ်အမာကိုပိုင်ရွေးချယ်ခွင့်နဲလျှို့ဝှက်ချက်တွေတပြိုင်နက်တည်းထိတ်တိုက်တွေမဲ့အပိုင်းတစ်ပိုင်းဖြစ်လာနိုင်ပါတယ်ဘဲသူကနောက်ဆုံးမလဲကိုလူကိုကာကွယ်ပေးမလဲဘဲသူကအချစ်ကိုအာဏာနဲ့ဖိချမလဲဘဲသူကလျှို့ဝှက်ချက်တစ်ခုတည်းနဲ့အားလုံးကိုလမ်းပစ်မလဲဆိုတာပါနောက်လာမဲ့အပိုင်းကတေချာပေါက်အေးမနေပဲတိတ်မနေပဲမျက်ရည်လဲပါမယ်အော်ဟစ်တန်လဲပါမယ်ဒါပေမဲ့အဲ့ဒီကုံလုံးကြားမှာကိုဘဝကိုပြန်ရွေးချယ်မဲ့သူတယောက်ရဲ့ခြေလမ်းကအားလုံးထက်ပိုတန်ကျယ်လာနိုင်ပါ